လောကမှာသူများပြောတဲ့အတိုင်းလဲလို့ဘယ်တော့မှမအောင်မြင်ဘူးနော်ကျွန်တော်တောက်လျှောက်ပြောတယ်နော်အောင်မြင်ဆိုတာ ready made မဟုတ်ဘူးနော်ဘာလို့ခင်ဗျာအဲ့ဆိုခင်ဗျာဘာလို့ငါတို့ကမင်းဟောပြောပွဲလာတက်မလို့ကျွန်တော်မေးရင်ဝေးဆိုလာယူတာ recipe တော့နည်းနည်းတော့လေ့လာဖို့လိုတယ် live recipe အင်းချက်နေတဲ့နေမလားကျွန်တော်တို့ကလူချင်းမလို့ကြက်သားဟင်းကိုမွေးတဲ့ကဘယ်သူမှမချက်တတ်ဘူးသူများချက်တာတော့ကြည့်ရတာပဲမဟုတ်ဘူးလားသို့တော့ကိုချက်ရင်ကိုဟင်းတော့ဒီလားကိုထက်ချင်တာကိုထက်တာနော်ဒါကြောင့်ဘာတွေရှောက်ထက်တာမှမသိဘူးနော်ကြိုက်သူကောင်းတာပဲပြောနေတာအဆက်ကြတဲ့သူကအဆက်ပို့ထည့်ရမလဲဘဝအောင်မြင်လေဒီတိုင်းပဲနော်ကျွန်တော်တို့ဒီလိုကျွန်တော်လည်းဟောပြောပွဲတွေအခုထိတောက်လျှောက်တတ်တယ်တောက်လျှောက်တတ်ဒီနေ့လည်းကျွန်တော်သိနာထောင်နေတာအခွေတောင်းတာတယ်ဘာဖြစ်လို့လဲခုနပြောသလို recipe ကအရေးကြီးတယ်ဒါပေမဲ့အဲ့ဒီအတိုင်းချက်လို့တင်ကြိုက်ချင်မှကြိုက်ပါလေလင်းတိုင်းညွန့်ချက်လင်းတိုင်းညွန့်ဟင်းကျွန်တော်တို့ကလေဒါကြောင့်ဘဝအောင်မြင်တဲ့ပတ်သက်ရင်တစ်ကအဲ့ဒါလေးကိုကျွန်တော်တို့ strategy ကို this strategy ဒီဘယ်တော့မှစာအုပ်ထဲမှာမရှိဘူးဘယ်တော့မှဟောပြောပွဲမှာမရှိဘူးသင်ရဲ့အတွေးထဲမှာပဲရှိတယ်ဒါပေမဲ့ဟောပြောပွဲတွေစာအုပ်တွေက facts တွေ information စုံအောင်စုဖို့လိုတယ်ဉာဏ်ကိုဖန်တီးဖို့အတွက်ပေါ့နော်ကျွန်တော်တို့ညီမအောင်မြင်ဖို့ဆိုရင်ကျွန်တော်တို့ဒီဉာဏ်ရှိမှအောင်